Okay. The forensics को मैं Pyco CTF का forensic easy forensic तक हुआ. Okay. Lab तक हुआ. Pyco CTF को चुनाव लोग किधर है तो चाल so जिसको तो दिचाली लो. Okay. तो हमारे पामले so तो browser washer solver पामले. Okay. तारीख रटा ले. ये चुनाव लोग निचाह टाइम में. पामले easy step है so लोग निचाह टाइम तो ना. free का Okay, ဒီထဲမှာပါမှာတော်မရှိတော့ဘူးထင်တာဒီကောင်လေးတွေကိုကျွန်တော်တစ်ချက်ဖြောက်ကြည့်မယ်Okay ပါလေဘာရအောင်မှာထားကျွန်တော် Fico CTF ပိုင်းရရှိဘူးနော်ဆိုဒီလက်ဆက်ရှင်ပိုင်းကကျွန်တော်လုပ်နေတဲ့မှာ Okay ဒီအောင်လုပ်ကြည့်မယ် certify နာမည်ကဘာလို့မသိဘူး confidential.pdf confidential.pdf ကဘယ်နာနေပါလဲဟောစာရီမှာတောင်းလို့ရတယ်ဆက်ချက်ထားနေတယ် Okay မှာ confidential.pdf ဆိုတဲ့ဥစ္စာလေးတစ်ခုရတာကျွန်တော်ညတယ် Okay တစ်ချက်ကြည့်တယ် confidential.pdf ရတာပြီဆိုရင်ကျွန်တော်ဘာလုပ်လို့ရ file type ကတော့string ကိုစာမယ်လို့မထင်ဘူး Okay PDF ဆို PDF file version 1.7 Okay page ကတစ်ခုပဲရှိတယ် Okay ကျွန်တော်rewrite permission ရှိတယ် Okay ဒီမှာ19ကတော့ဒါကျွန်တော်အခု record လုပ်တဲ့ download လုပ်တဲ့အချိန် Okay အဲ့ဒါဒီမှာတော့မရှိတော့ check to file set Samram to file ထားတော့ share ကတော့ဒီလိုဖြစ်တယ်ဒါကြတော့ရေးမကြည့်ဘူး Okay အဲ့ဆိုရင်ကျွန်တော်တို့နည်းနည်းကြည့်ရဥစားလို့ S2 နဲ့တော့မယ် Okay ကျွန်တော်တို့မရှိ S2 ကို install လုပ်တာပါဒီမှာတစ်ခါတည်းကျွန်တော်ပြရအောင် Spanish andဒီဒါတော့ copy paste လုပ်လိုက်တယ်တော့လာတယ်ဒီကိုကြည့်ရကျွန်တော်ဒီက metadata တော့ကြည့်မယ်ဘာလို့လဲဆိုတော့ဒါ easy lab ပဲဆိုတော့ metadata ကြည့်ရင်အဆင်ပြေပါ Okay S2 version မှာကတော့ blah 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 ဒါအရင်မကြည့်ဘူး file name ကတော့ဒီကောင် configuration directory ကတော့အခု current directory မှာဆိုတော့ lolly တစ်ချက်ပဲပါfile size ကတော့183 kilobyte configuration date ဒါကတော့ကျွန်တော်ဒီနေ့လုပ်တဲ့ date file permission က rewrite permission ခုနကကျွန်တော် lsနဲ့ကြည့်ရဒီကောင်လေး file permission နဲ့ပဲကြည့်လိုက်ရင်တော့အဆင်ပြေတယ် file type ကလည်း pdf file extension နဲ့ pdf file extension ပဲ okay producer by pdf 2 တရားရင်ကြည့်ဦး atta မှာကျွန်တော်တို့ကပုံမှန်ဆိုရင်နာမည်နဲ့လာမှာပေါ့နာမည်နဲ့လာမှာဥပမာဘယ်လိုပုံစံမျိုးလဲ so 2 million ဆိုတော့ကျွန်တော်ဆက်ကြည့်မယ် is if to ဒီမှာ creator ဆိုရင် typora book ပေါ့ဒီမှာဆိုကျွန်တော်အကုန်လုံးဒီဘက်တူတယ် pdf file တွေပါတူတယ်ဒါပေမဲ့ဒီမှာ atta နဲ့ creator တွေကတော့တူတယ်လို့ယူဆလို့ရတယ်ဒါပေမဲ့ဒီ creator မှာဆိုရင်တကယ်နာမည်ကိုတောင်းဖို့ဖြစ်ရပါဒါပေမဲ့ဒီ atta မှာကျတော့ကျွန်တော်တို့က base64 encode နဲ့ပေးတာ okay အဲ့ဆိုရင်ကျွန်တော်ကတော့ format Chrome extension နဲ့ပဲလုပ်နေကြ okay ကျွန်တော်တို့ကျွန်တော်ဒီကောင်တော့ this I show ဒီကောင်ပဲပေါ်လိုက်တဲ့ကောင်
64 D 64 D go okay ကျွန်တော်ဒီမှာချလိုက်ဒီ call လို့လိုက်မယ် oh အဲ့ဒါကျွန်တော်တို့နေတဲ့ CDF တစ်ခုရဒီကောင်းရဘယ်လိုပြော easy step မှာဆိုတော့ဒီလောက်လွယ်လွယ်လေးနဲ့ရပေါ့နောက်ပိုင်း median တို့ဘာလို့ဖြစ်သွားလဲဆိုတော့နည်းနည်းဖြစ်သွားမယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ခတ်သွားမယ်ကျွန်တော်တခြားပုတ်တွေလည်းတင်တော့တင်ပြီးသားဆိုတော့ okay အချိန်နဲ့အများကြီးမဆွဲတော့9မိနစ်လောက်နဲ့ပြီးပါတယ်